မင်္ဂလာပါပရိသတ်ကြီးခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ထိုင်းဟာသာဇာတ်ကားလေးတကားပဲဖြစ်ပါတယ်တိဘက်မှာတာသနာပြုပြီးထိုင်းနိုင်ငံကိုပြန်ကြွမယ်ဘုန်းကြီးတစ်ပါးကိုတထေးတစ်ယောက်ကသူ့ရဲ့ကိုယ်ပိုင်လေရင်နဲ့ပေးဆောင်သွားခဲ့ရမှာလေရင်ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီးဓမြရစကန်ချရာနေရာကိုရောက်ရှိသွားခဲ့ပါတယ်အဲ့နောက်ပိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုအလွဲလေးတွေအခွေလေးတွေနဲ့ကြည့်ရှုခံစားမှာဖြစ်ပါတယ်ဇလန်းလေးကိုစလိုက်ရအောင်ဗျာကျွန်တော်ကတော့စိုးမင်းဦးပါ Movie recap by so wide Break that trick on long show light And a movie recap on long show light ဇလန်းဆောင်မှာတော့တိဘက်ရဲ့တာယာလှပတဲ့ရှုခင်းတွေနဲ့အတူသာသနာရောင်ဝါထွန်းလင်းမှုတွေကိုလည်းပြရုပ်တစ်ဖွဲတွဲပြီးရှုမြင်နေရပါတယ်။တိဘက်မှာသာသနာပြုပြီးမိခင်နိုင်ငံကိုပြန်ကြွတော့မယ်ဘုံဘုံဦးထင်ကိုဆရာတော်ကဩဝါဒပေးနေခဲ့တယ်ဗျ။ဒီနေ့ဘယ်နှခေါက်လောက်သေးဖို့စဉ်းစားမိလဲရှင်ဘုရားထင်။မနေ့ကလေးကသေးဖို့စဉ်းစားမိတာစုစုပေါင်း3654ကရှိပါပြီဗျာ။မပေါ်စားပါနဲ့ရှင်ဗျာ။တေချင်းတရားကိုအချိန်တိုင်းဆင်ခြင်နေပါဆိုပြီးလွယ်အေးလေးတစ်လုံးပေးလိုက်တယ်ဗျ။ဆရာတော်ကဆက်ပြီးဒါလေးကဗုဒ္ဓဘာသာရဲ့အနှစ်သာရနဲ့မဆိုင်ပေမဲ့စိတ်ကိုထိန်းချောင်းနိုင်မှုအရှင်ဘုရားကိုပေးလိုက်တာပါမလိုအပ်ပဲဖွင့်မကြည့်ပါနဲ့လို့မာလိုက်တဲ့ကဘုံဘုံထင်ကဒါကအရင်အရေးကြီးလို့လားအရှင်ဘုရားလို့ပြန်မေးလိုက်ပါတယ်ဆရာတော်ကအရေးကြီးတယ်လို့မဆိုလိုပေမဲ့ဖွင့်ပြီးရင်ပြန်ထုတ်ပိုးရတာခက်လို့ပါလို့ပြောလိုက်တာကြောင့်ဘုံဘုံထင်လည်းဘာမှဆက်မပြောတော့ပဲလေစိတ်ကိုထွက်ခွာလာခဲ့ပါတယ်လေစိတ်ရောက်တော့လုံုံကြီးအရာစစ်ဆေးတဲ့နေရာမှာအချက်ပေးတဲ့တွေတီမီနေတာကြောင့်ဘုံဘုံရဲ့လွယ်ကိုစစ်ဆေးခဲ့ကြပါတယ်လွယ်ထဲမှာတင်းမိုင်နဲ့တရားထုတ်ပိုးထားတဲ့ပစ္စည်းကိုအကောက်ခွန်ဝန်ထမ်းမကဖွင့်ကြည့်လိုက်တော့တစ်သားနဲ့ပြုတ်လုပ်ထားတဲ့ဒေးအတူကြီးဖြစ်နေကြတာကြောင့်ဘုံကြီးကိုယ်တိုင်ရောတခြားသူတွေပါအံ့ဩသွားခဲ့ရပါတယ်။ကောက်ခွန်ဝန်ထမ်းမကဒါကဘာအတွက်လဲလို့မေးလိုက်တဲ့ကဘုံဘုံကလည်းအင်္ဂလိပ်စကားမတတ်တာနဲ့ပြောချင်တာကအဆောင်ပစ္စည်းလို့ပြောချင်တာပါဇက်က good တလုံးနဲ့ပြောထွက်သွားခဲ့ပါတယ်။အကောက်ခွန်ဝန်ထမ်းမက yes good very good ဆိုပြီးအဲ့ဒီဒီကြီးကိုဂိုင်းပြီးတော်တော်ပြောနေတာပါ။အကောက်ခွန်ကိုကြော်ပြက်ခဲ့ပြီးချိန်မှာတိဘက်မှာစီးပွားရေးလုပ်နေတဲ့ထိုင်းလူမျိုးတထေးနောင်ကဘုံဘုံကိုပင်းဆောင်သွားဖို့စောင့်ဆိုင်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲဂျားပြက်တဲ့တကူတက်လာပြီး၃နိုင်ငံနယ်စပ်မှာဓမြအဖွဲ့တစ်ဖွဲ့တောင်းချမ်းနေလို့တတိထားကြဖို့ကြေညာသွားခဲ့ပါတယ်။တထေးနောင်ကသူ့ရဲ့ကိုယ်ပိုင်လေရင်နဲ့ဘုံဘုံကိုပင်းဆောင်သွားမှာဖြစ်ပြီးလေရင်ပေါ်ရောက်တဲ့အခါတထေးနောင်ကလူကျက်တဲ့လေရင်ပေါ်မှာဘာလို့သွားထိုင်နေမှာလဲဒီမှာကြဲကြဲဝုန်းဝုန်းနဲ့ထိုင်ကုန်ရှိနေတာကိုအေးဆေးပဲလို့ပြောလိုက်ပေမဲ့အရှိကဘုံကြီးနဲ့လူ၃ယောက်ကတော့လိုင်းကားစီးရတယ်လို့ကြက်ကြက်ထုတ်ထုတ်ဆက်ထိုင်နေရတာပါတထေးနောင်ကပို့ဆောင်ရေးဝန်ကြီးဆိုသူနဲ့မိတ်ဆက်ပေးပြီးဘာစီမံကိန်းရှိလဲလို့မေးလိုက်တဲ့ကောင်ဝန်ကြီးဆိုသူက၄လမ်းသွားကို၈လမ်းသွားချဲ့မယ်၈လမ်းသွားကို16လမ်းသွားချဲ့မယ်ဆိုတော့ဘုံဘုံကအခုထိုင်နေတဲ့နေရာကိုအရင်ချက်ရင်ကောင်းမလားတကားကြီးအရန်ကြက်နေပြီလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆာဝါဒီစကန်ဆိုတဲ့နှုတ်ဆက်တန်တဲ့သူလေးရင်မဲ့တုကီရောက်လာခဲ့ပါတယ်ဘုံဘုံကတာရုပါဒကမာကြီးကလှပတဲ့သူပဲလူတစ်ယောက်ကအပြုတ်မူလှပရင်စိတ်ထားလဲလှပပြီးအရာအလုံးလှပသွားတာပဲလို့မိတ်လိုက်တဲ့ခါတုကီကအရှင်ဘုရားဘယ်တော့လူထွက်မှလဲလို့မေးလိုက်တာကြောင့်ဘုံဘုံလည်းနှုတ်ဆက်သွားခဲ့ပါတယ်တုကီကထိုင်ကုန်ကပတ်တွေပတ်ထားဖို့ဖုန်းနဲ့လဲစစ်ပစ္စည်းတွေပိတ်ထားပေးဖို့နဲ့ရေးပေါ်အခြေအနေမှာအောက်ဆီဂျင်မျက်နှာဖုံးချက်ချင်းကျလာပါလိမ့်မယ်ဆိုပြီးဟန်ပြတဲ့ခါမျက်နှာဖုံးကလက်ကလွတ်ကျသွားခဲ့ပါတယ်အဲ့ဒါကိုကုန်းကောက်လိုက်တော့ရင်သားကိုမြင်လိုက်ရပြီးရှေ့ကဘုံကြီးနဲ့လူ၃ယောက်ကမျက်နှာလွှဲလိုက်ရပါတယ်ဟိုဘက်ကိုလဲပြီးကုန်းကောက်လိုက်တော့ပူဆိုးသွားတာပေါ့ဝန်ကြီးကတော့ကြိတ်မနိုင်ခဲမြတွေဖြစ်နေပါပြီတထေးနောင်ကအလုတ်ပြီးကြိုက်တဲ့နေရာသွားလို့ရပြီဆိုပြီးတုကီကိုပြောလိုက်တဲ့ကတုကီကအဲ့လိုလုပ်ရင်လာစာအဖြတ်ခံရမှာဖြစ်ကြောင်းထောက်ပံ့ကြီးလဲရှိပြီးကုံသွဲလုပ်ငန်းခွန်မှာပြီးဆောင်ရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်တထေးနောင်ကရပြီမပြောနဲ့တော့9တန်းတန်ချက်လက်မဲ့ရေးပေးလိုက်မယ်လို့ပြောလိုက်တဲ့ကတုကီကဘာအတွက်လဲလို့ပြန်မေးလိုက်ပါတယ်တထေးနောင်ကတရိษံအစာဘိုးလို့ပြောလိုက်တဲ့ကတုကီစိတ်ဆိုးပြီးလေရင်ဘော်ကဆင်းသွားခဲ့တယ်ဗျတထေးနောင်ကရှေ့ကသူတွေကိုကြည့်ပြီးရုပ်ဆိုးတာတွေမြင်ရလို့မျက်စိနှောက်နေရောပေါ့အခုအလားအပါလေးတွေကြည့်ရအောင်ကျွန်တော်ရဲ့အတွင်းမူမလေးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးလက်ဖြောက်တီးလိုက်တဲ့အခါလာပါတဲ့အတွင်းမူမလေးရောက်လာခဲ့ပါတယ်သူမရဲ့နာမည်ကခွန်ဖရဲလို့ခေါ်ကြောင်းမိတ်ဆက်ပေးလိုက်တဲ့အခါဘုံဘုံနဲ့မျက်မှန်တက်ထားတဲ့ဆရာဝန်ကလွဲရင်ကျန်တဲ့နှစ်ယောက်ကတော်တော်ဖြစ်နေကြတာပါတထေးနောင်ကချောင်းဟန့်တန်ပေးလိုက်ပြီးဒါကကျွန်တော်ရဲ့ကိုကြီးအတွင်းမူပဲကျွန်တော်ရဲ့၄ယောက်မြောက်အတွင်းမူပေါ့အရင်၃ယောက်ကတော့ဗိုက်ကြီးသွားကြပြီဆိုပြီးရီကျဲကျဲနဲ့ပြောလိုက်တယ်ဗျခဏကြာမှတော့လေရင်မူရဲ့ကြီးညာဆန်ထွက်ပေါ်လာခဲ့ပါတယ်ခရီးသည်များခင်ဗျာကျွန်တော်ကတော့လေရင်မူပါခရီးသည်တွေရဲ့အသက်ကဒီခရီးစဉ်ပေါ်မှာမူတည်နေပါတယ်ထိုင်ကုန်ကပတ်ထားလဲဘာပဲဖြစ်ဖြစ်လေရင်ပြက်ကြတာနဲ့မသာပေါ်ကြရမှာပါ
ဒါကြောင့်ခီးသည်တွေအနေနဲ့သေးပေါက်ကြီးပါထားကြပါဒါမှမဟုတ်ရင်လည်းလှုပ်ချင်ရလှုပ်နေကြပါဆိုပြီးအားပေးလိုက်ပါတယ်တထေးနောင်ကထလာပြီးလေရင်မှုကထိုင်းပြည်သစ်ကပြားဖြစ်ပြီးဒီခရီးစဉ်အတွက်တီးတဲ့ငါးထားတာဖြစ်ကြောင်းပြောဆိုကမိတ်ဆက်ပေးမယ်ဆိုပြီးဖုံဖုံကိုခေါ်သွားခဲ့ပါတယ်ဒါကခရီးသည်တွေကိုအားပေးနှိမ့်သိမ့်တတ်တဲ့လေရင်မှုဘာယိုဆန်ဖြစ်ပါတယ်တထေးနောင်ကဖုံဖုံနဲ့ဘာယိုဆန်ကိုမိတ်ဆက်ပေးပြီးရည်စရာအနေငယ်ပြောဆိုကြကနေရာကိုပြန်သွားခဲ့ကြပါတယ်တိတ်မကြခင်မှာပဲသူတို့ရဲ့လေရင်ကထွက်ခွာပြန်တန်းခဲ့တယ်ဗျကောင်းကင်ထက်မှပြန်တန်းခဲ့ပြီးတိတ်မကြခင်မှာပဲလေရင်မှုဘာယိုဆန်ကိုတွဲဘက်လေရင်မှုကတနက်နဲ့ပစ်ခတ်လှုပ်ကြံလိုက်တာကြောင့်လေရင်ကရမ်းခါသွားခဲ့ပါတယ်တွဲဘက်လေရင်မှုရောင်ဆောင်ထားတဲ့ဓမြအဖွဲ့ဝင်ရေကအကုန်လုံးကိုတနက်နဲ့ချိန်ပြီးဒါကဓမြတိုက်တာမဟုတ်ပဲလေရင်ပြန်ပြီးဆွဲတာဖြစ်ကြောင်းသူလိုချင်တာကကာကွယ်ရေးတက်တာနဲ့တထေးနောင်ဖြစ်ကြောင်းခက်ပြက်ပြက်ပြောဆိုကတခြားလူတွေကိုလေရင်ဘောကခုံချခိုင်းလိုက်ပါတယ်ဖုံဖုံထင်းအတွင်းမှုမှလေခွန်ဖရဲနဲ့တထေးနောင်တို့ကလွဲပြီးကျန်တဲ့သူတွေကလေဒီအိတ်ကိုစီနဲ့လေရင်ဘောကခုံချသွားခဲ့ကြပါတယ်ဖုံဖုံခုံချမဲ့အစားတထေးနောင်ကခုံချဖို့ကြံရွယ်ပြီးသူခုံမချခင်မှာအားလုံးဒီထဲမှာရှိတယ်လို့အော်ပြောရင်းအတွင်းမှုမှလေးရဲ့လက်ထဲဖုန်းတစ်လုံးပေးအပ်ခဲ့ကခုံချသွားခဲ့ပါတယ်တထင်းနောင်လွံ့မြောက်သွားပြီဖြစ်လို့ရေကအတွင်းမှုမလေးကိုတစကန်အဖြစ်ခေါ်ထားဖို့ဆုံးဖြတ်လိုက်ကဖုံဖုံကိုခုံချဖို့ပြောလိုက်ပါတယ်။အဲချိန်မှာပဲဓမြခေါင်းဆောင်ရဲ့အခြေအနေမေးမြန်းမှုကြောင့်ရေကကာကွယ်ရေးတစ်တာကိုရရှိခဲ့ပေမဲ့တထင်းနောင်ကလွံ့မြောက်သွားပြီးမိန်းကလေးတယောက်နဲ့ဘုန်းကြီးတစ်ပါးသာကြံရိတ်ခဲ့ကြောင်းသတင်းပို့လိုက်ပါတယ်။ဓမြခေါင်းဆောင်ကဘုန်းကြီးဆိုတဲ့အသံလဲကြားရောရေမင်းတကယ်အစ်စ်ကိုရခဲ့တာလို့ပြောစမ်းဆိုတော့ရေလဲဦးကြောင်ကြောင်ဖြစ်သွားပြီးမှတေချာရာဘောအာစီလို့ပြန်ပြောလိုက်ပါတယ်ဓမြခေါင်းဆောင်ကရေပြောခဲ့တဲ့ဘုံကြီးဆိုတာကိုအစွမ်းထက်တဲ့ဖျားအဆောင်လက်ပွဲလို့ထင်မှတ်ပြီးပြောသွားခဲ့တာပါရေကဘုံဘုံနဲ့ခွန်ဖရဲကိုခေါင်းဆောင်နဲ့တွေးဆုံစေတဲ့ကခေါင်းဆောင်ကဟဲ့အောင်ရေအဆောင်လက်ပွဲကဘယ်မှာလဲလို့မေးလိုက်ပါတယ်ရေကဒီမှာလေးလို့ဘုံဘုံကိုပြလိုက်တဲ့ကခေါင်းဆောင်ကမင်းပြောတဲ့တေချာရာဘောဆိုတာဒါလားလမ်းလျှောက်နိုင်စကားပြောနိုင်ထမင်းအောင်စားနိုင်တဲ့အဆောင်ပေါ့လေငါကတော့ဒုတ်ဓာတ်တနတ်ပြီးတဲ့အဆောင်ထင်းနေတာလို့ပြန်ပြောရင်မိန်းကလေးကိုကြည့်ပြီးသူကဘာတူလဲလို့မေးလိုက်တဲ့ကရေကသူမကတထေးနောင်ရဲ့အတွင်းမှုဖြစ်ပြီးတထေးတီထားသမျှသူမလည်းသိနိုင်ကြောင်းပြောဆိုလိုက်ပါတယ်။ဓမြခေါင်းဆောင်ကမိန်းကလေးရဲ့ပတ်စံအိတ်ကိုရှာဖွေစေတဲ့ကဖုန်းတစ်လုံးကိုသာတွေ့ရှိခဲ့ရပြီးဖုန်းလိုင်းမမိတဲ့နေရာမှာမို့ဖုန်းကိုမသိမ်းတော့ပဲပြန်ပေးလိုက်ပါတယ်။ခွန်ဖရဲကသူမနဲ့ဖုန်းကိုနာကျင်အောင်လုပ်ခဲ့ရင်တစ်တာဖွင့်ဖို့လျှို့ဝှက်နံပါတ်တွေသိရမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့ကစိတ်ဆက်တဲ့ရေကမင်းကငါတို့ကိုညှိနှိုင်းရဲတယ်ပေါ့ဆိုပြီးတနက်နဲ့ချိန်လိုက်ပါတယ်။ခေါင်းဆောင်ကရေကိုတားဆီးလိုက်ပြီးခွန်ဖရဲကိုဆေးကြောက်ကိုယ်တော်မှနေရာချစေကစောင့်ကြည့်ထားဖို့အမိန့်ပေးလိုက်ပြီးဖုံဖုံထင်ကိုတော့လေခွင်းအဆုံးကတဲတလုံးမှာထားစီပြီးစောင်းကြည့်ဖို့မလိုဘူးလို့ပြောလိုက်ပါတယ်။ဖုံဖုံကခေါင်းဆောင်ကိုကောင်းချီးပေးပါစီလို့စုပေးလိုက်တဲ့ကခေါင်းဆောင်လည်းစဉ်းစားမြဖြစ်သွားခဲ့ပါတယ်။ဖုံဖုံနဲ့ခွန်ဖရဲကိုခေါင်းဆောင်သွားတဲ့အခါမှာခေါင်းဆောင်ကသူ့မှတ်ပုံတင်ကိုထုတ်ကြည့်လိုက်ပါတယ်။သူ့နာမည်ကခွန်ကောင်းချီလို့ခေါ်ပြီးဖုံဖုံကသူ့နာမည်ကိုသိနေလို့အံ့ဩနေခဲ့တာပါ။ဖုံဖုံထင်ကသူ့ကိုစောင်းကြည့်မဲ့သူမထားလို့အေးဆေးစိတ်ငြိမ်နေနေရလို့ထင်ခဲ့ပေမဲ့တကယ်တမ်းကမိချောင်းကန်ရင်အလေတဲတဲ့မှာဆိုတော့ကိုဝါကိုတော်တော်သတိထားစောင့်ကြည့်ရမယ့်အခြေအနေပါတစ်ဖက်ကတရားချပေးမှသွားလို့ရမှာဖြစ်ပြီးမိချောင်းတွေကပေါ်ချက်ပဲပြို့ဓမြအဖွဲ့ကကာကွယ်ရေးတက်တာကိုပေါင်တူနဲ့ထူးကြည့်ပေမဲ့မထူးကြတနက်နဲ့ကြည့်ကြည့်လဲအရာမထင်သူတို့ရွာကပွင့်စီစရာနွီအန်ကန်ရောက်လာပြီးဂါရာမန်နန်တွေနဲ့လက်ကောင်းထွက်မတဲ့မန်းမုတ်ကြည့်ပေမဲ့ပွင့်မလာခဲ့ပဲပွင့်စီစရာရဲ့ခေါင်းပဲပွင့်ထွက်သွားခဲ့ပါတယ်ခွန်ဖရဲကတထေးပေးလိုက်တဲ့ဖုန်းကိုဖွင့်ကြည့်နေခဲ့ပြီးပထမဆုံးလျှို့ဝှက်နံပါတ်အတွက်ကြပြတစ်ပုဒ်ကိုသိရှိလိုက်ရပါတယ်ခေါင်းဆောင်ကတစ်တာဖွင့်ဖို့ဖုံဖုံနဲ့ခွန်ဖရဲကိုခေါ်လိုက်တဲ့ကဖရဲကမနေ့ခင်းလေကွင်းပြင်ညနေဆောင်မှပြန်လာခြေထောက်နဲ့ဖိထားဆိုတဲ့ကြပြကိုရွတ်ပြလိုက်ပြီးကနန်းလေးလုံးမှန်အောင်ထဲနိုင်မှတစ်တာပွင့်မှဖြစ်ပြီးတလုံးမှားရိုက်မိပါကတစ်တာကထာဝရပိတ်သွားမှဖြစ်ကြောင်းသတိပေးလိုက်ပါတယ်ပထမဆုံးကြပြမှာတင်ဒစ်လည်နေတဲ့ခေါင်းဆောင်ကိုဖုံဖုံကကြပြကိုကနန်းတွေအဖြစ်အတိတ်ပဲဖော်ရမယ်ထင်တဲ့တကာကြီးလို့မိန့်လိုက်တာကြောင့်ခေါင်းဆောင်ကဖုံဖုံထင်ကိုအတိတ်ပဲဖော်ခိုင်းလိုက်တယ်ဗျဖုံဖုံထင်ကစဉ်းစားတွက်ချက်ပြီးတစ်ကနန်းဖြစ်ကြောင်းအဖြေထုတ်လိုက်တဲ့ကကံကောင်းထောက်မှစွာပဲမှန်ကန်သွားခဲ့ပါတယ်။ခေါင်းဆောင်ကခွန်ဖရဲကိုကြည့်ပြီးကြံတဲ့ကုတ်တွေရောဘယ်မှာလဲလို့မေးလိုက်တဲ့ကခွန်ဖရဲကသူမပြောပြသွားမှဖြစ်ပြီးသူမနဲ့ဖုံဖုံနဲ့ဘေးကင်းမှုတေးကြရမယ်လို့ပြောလိုက်တဲ့ကစိတ်ဆက်တဲ့ရေကငါသိရနော်နင်လဲစားဖို့တော့မကြံနဲ့လို့ဝင်ပြောလိုက်ပါတယ်။ခေါင်းဆောင်ကရေကိုဝင်မပြောဖို့ဟန့်လိုက်တဲ့ကရေကမကြည်မနှက်ဖြစ်သွားခဲ့တယ်ဗျ။အမှန်တကယ်တော့ရေကခေါင်းဆောင်နေရာကိုမှန်းနေတာဖြစ်ပြီးအခွင့်မသာသေးလို့ငြိမ်နေတာဖြစ်ပါတယ်။ရေနဲ့သူ့နောက်လက်တွေကပုံမှန်တိုင်းကင်းလဲနေကြချိန်မှာလေဒီအိတ်တစ်ခုကိုသတိမထားမိလိုက်ကြပါဘူး။ဒါကိုကြည်ချင်းအပြင်လေရင်ဘောကခုံချခဲ့တဲ့တယောက်ကတော့ဒီနေရာကိုရောက်ရှိနေခဲ့ပါပြီ။ဓမြခေါင်းဆောင်ခွန်ကောင်းကြီးကစစ်ပြန်တယောက်ဖြစ်ပြီးဓမြလှုပ်ရှားနေရပေမဲ့ဓာတ်ပုံတွေကသူကိုယ်တိုင်မိမလိုဝစားထားသလားထင်ရအောင်သူနဲ့ချွတ်စွတ်တူတဲ့သူ့အမေကိုအလွန်ချစ်မြတ်နိုးပြီးသူ့အမေရဲ့ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးဖို့အကြွေးကြံနေပါသေးတယ်။သူကသပိတ်တစ်လုံးကိုယူလိုက်ပြီးဖုံဖုံကိုသွားပေးစီကဆွမ်းခံကြွဖို့ကိုလည်းမာကြားလိုက်ပါတယ်။နောက်နေ့မနေ့တစ်သားတရာချပေးလိုက်ချိန်မှာဖုံဖုံကဆွမ်းခံကြွဖို့တရားကိုဖျက်လာခဲ့ပါတယ်။အဲ့လိုဖျက်နေတော့တစ်သားကကြိုးပြီးခြေထောက်တစ်ဖက်ကကြုံကျသွားခဲ့ပါတယ်။ဖုံဖုံကကြောက်ဝါလန့်အားနဲ့
အရာအားလုံးကအနှိမ့်စတွေပါဒီနေ့ခြေထောက်ရှိပေမဲ့မနှက်ပြန်မရှိတော့ဘူးဆိုပြီးခြေထောက်ကိုဆွဲနှုတ်နိုင်ခဲ့လို့ကန်ကောင်းသွားခဲ့တာပါလိပ်ပြတော့အတော်လွင့်သွားခဲ့ပါတယ်ရွာထဲမှာတက္ကမတယောက်ကဆွမ်းလောင်းခဲ့ပြီးဘေးမှာရှိနေတဲ့တက္ကမရဲ့ယောက်ျားအယက်သမားကအစားအသောက်တွေအကုန်မပေးနဲ့လေလင်းနဲ့သားနဲ့စားဖို့လဲခြံသားအောင်ဆိုတော့မရဖြစ်သူကရှင်ကအမြဲမျိုးနေတာပဲဥစ္စာတခြားသူတွေလည်းမျိုးပါစေအောင်ဆိုတော့ဖုံဖုံကတခြားသူတွေလို့ပြောတာဖုံဖုံကိုပြောတာမဟုတ်ပါဘူးနော်ဆိုပြီးမွေးမွေးနဲ့မေးလိုက်ပါတယ်တက္ကမကဖုံဖုံကိုစော်ကားတာမဟုတ်ပါဘူးဖေဟာဒီခွေးမသားကိုပြောတာပါဆိုတော့ဖုံဖုံကတကာကြီးကိုဘာလို့ခွေးမသားလို့ဆဲတာလဲတရိษံလို့ဘာလို့မဆဲတာလဲတက္ကမကြီးခွေးမသားကလည်းတရိษံမှာပဲဖေဟာခွေးမသားလို့ခေါ်ရင်တကာကြီးမှာရွေးချယ်စရာမရှိဘူးလေဒါပေမဲ့တရိษံလို့ခေါ်ရင်တော့ရွေးချယ်လို့ရတယ်မဟုတ်လားတကာကြီးကဘယ်တရိษံကိုကြိုက်လဲတကာကြီးတပည့်တော်ရေပွဲကြိုက်ပါတယ်ဗျကဲတက္ကမကြီးကတကာကြီးကိုရေပွဲလို့ခေါ်လို့ရပြီခေါ်ကြည့်ပါဦးတက္ကမကြီးဆိုတော့မယားဖြစ်သူကသူ့လင်ကိုရေပွဲပေါ်လို့ခေါ်လိုက်ပါတယ်အပြောဆိုရိုင်းဆိုင်ကြတဲ့ရွာသားတွေကိုတရားသဘောတွေနဲ့ဆုံးမလို့မရပဲသူတို့နားလည်နိုင်မဲ့နီးလန်းနဲ့နဝင်ချုံအောင်ပြောတတ်ဖို့ဆုံးမခဲ့ခြင်းပဲဖြစ်ပါတယ်တဲကိုပြန်ကြွလာတဲ့လမ်းမှာပုံအောင်နေတဲ့ဆံဝန်နဲ့တွေ့ပြီးဖုံဖုံကသူ့တဲကိုလာခဲ့ဖို့မှာကြရင်ခတ်တုတ်တုတ်ပဲကြွသွားခဲ့ပါတယ်တရားကိုဖြန့်နေချိန်မှာရက်တုံပါဖျားဆိုတဲ့အတန်ကြောင့်လဲကြည့်လိုက်တော့ဓမြခေါင်းဆောင်ဖြစ်နေခဲ့ပြီးဖုံဖုံကိုခဲဝဲဘောစင်တဲ့တကွာပန်းတချို့ကိုကတ်လူခဲ့ပါတယ်ဖုံဖုံကအာယုဝနောစုခံဖလန်လို့စုပြန်ပေးရင်ဒီတပိတ်ကိုဘယ်ကရလာတာလဲလို့မေးလိုက်တယ်ဗျခေါင်းဆောင်ကဒီကိုမလာခင်တုန်းကအမေအတွက်ရည်စူးပြီးဖုံကြီးဝှချင်ခဲ့တာပါဗျာဒါပေမဲ့အမေကအရင်ဆုံးသွားခဲ့တယ်တပည့်တော်ကိုသင်္ကန်းဝန်းနဲ့အမေမြင်မသွားရရှာဘူးအမေဆုံးမိကြတဲ့ကဒါကပထမဆုံးအမေအတွက်ရည်စူးပြီးကုသိုလ်လုပ်တာပါပဲလို့ရှင်းပြလိုက်ပါတယ်ဖုံဖုံကနောက်ကြတာကမလို့ဖြစ်တာတဲ့ပိုကောင်းပါတယ်လို့မင်းလိုက်တဲ့ကခေါင်းဆောင်ကခေါင်းချင်းအတိမတ်ပြုတ်ရင်းဒါနဲ့တပည့်တော်မေးစရာတစ်ခုရှိပါတယ်ဗျာတပည့်တော်ရဲ့နာမည်ကိုအရှင်ဘုရားဘလို့သိနေတာလဲလို့မေးလိုက်ပါတယ်ဖုံဖုံကဖုံဖုံတို့ဟာအခုမှတွေ့ဘူးကြတာလေတကာကြီးရဲ့နာမည်ကိုဘလို့မှမသိနိုင်ပါဘူးလို့ပြန်မိန့်လိုက်ပါတယ်ခေါင်းဆောင်ကကိစ္စမရှိပါဘူးရှင်ဗျာအရှင်ဘုရားလည်းဆုံးဖုံးတာနောက်ကျနေပါမယ်ကြွတော်မူပါဗျာလို့ပြောရင်းနှုတ်ဆက်လိုက်ပါတယ်ခွန်ဖေရဲကတထင်းနောင်ရဲ့ဗီဒီယိုကိုကြည့်ပြီးဒုတိယကဏ္ဍကိုဖော်ဖို့အမူအရာလုပ်ပြလိုက်ပါတယ်ဖုံဖုံကအတိတ်ပဲဖော်ဖို့မလွယ်ကူတာကြောင့်အကြံကုန်နေလို့တညလောက်စဉ်းစားပေးရစီဆိုပြီးပန်ကြားလိုက်တဲ့ကရေးကဖုံဖုံကိုတနက်ရဲ့ချိန်ရွယ်ပြီးချိန်ထပ်ဆွဲဖို့ကြိုးစားနေပြန်ပြီလားဆိုပြီးဆွဆွဲလိုက်ပါတယ်အဲအချိန်မှာအမျိုးသမီးတယောက်ကကလေးချီပြီးရောက်လာခဲ့ကသူကလေးမှဝိညာဉ်ပုတ်ကတ်နေလို့ကူညီပါအောင်ဆိုပြီးခေါင်းဆောင်ကိုလမ်းပြောလိုက်ပါတယ်ခေါင်းဆောင်ကဖုံဖုံကိုလှုပ်ခိုင်းလိုက်လို့ပြန်ပြောလိုက်တာကြောင့်ဖုံဖုံရဲ့တဲကိုထွက်ခွာခဲ့ကြတယ်ဗျဖုံဖုံကကလေးကိုတဲတဲခေါ်ဆောင်သွားပြီးကလေးမိဘတွေကိုအပြင်ကစောင့်နေဖို့မှာကြားလိုက်ပါတယ်ဒါကိုမန်ဘလူးနဲ့စောင့်ကြည့်နေတဲ့ဓမြတယောက်လည်းရှိနေပါတယ်ဖုံဖုံကစောင့်ကြည့်နေတာကိုသိရှိပြီးတဲထဲမှာပုံအောင်နေတဲ့ဆရာဝန်ကိုကူညီတောင်းကပရင်းပေါင်နာသွားပြီးမှန်းမုံနေတဲ့ပုံစံဟန်ဆောင်လိုက်ရပါတယ်ဖုံဖုံကကလေးကိုသူ့မိဘတွေစီပြန်အပ်လိုက်ပါတယ်ကလေးကပြန်သတိရလာလို့မိဘတွေလည်းဖုံဖုံကိုကျေးဇူးတင်သွားခဲ့တယ်ဗျခေါင်းဆောင်ကဖုံဖုံပင်ပန်းသွားပြီးဆိုပြီးလျှို့ဝဲကုတ်စဉ်းစားဖို့တညအချိန်ပေးလိုက်ပါတယ်တန်တရားများတဲ့ရေးကဖုံဖုံရဲ့တဲလေးကိုဝင်ရောက်ရှာဖွေခဲ့ပေမဲ့ကံကောင်းထောက်မှစွာပဲဆရာဝန်ကိုရှာတွေ့မသွားခဲ့ပါဘူးနောက်တည်းဖုံဖုံဆုံးခံကြွားတဲ့အချိန်မှာမန်ဘလူးနဲ့ချောင်းကြီးခဲ့သူကဖုံဖုံမှာအစွမ်းရှိရဲဆိုပြီးသူဆွဲထားတဲ့အဆောင်ထက်ပိုကြီးတဲ့အဆောင်ပေးဖို့တောင်းဆိုလိုက်တယ်ဗျဖုံဖုံကအဲ့ထက်ပိုကြီးတာဆိုရင်ကားဘိန်းပဲရှိရဲဆိုတာကြောင့်ဟိုလူလဲကားခွေကြီးကိုမန်းမုတ်ခိုင်းပြီးလေဘင်းမှာဆွဲထားလိုက်တယ်ဗျဆုံးခံကြွားလာတဲ့ဖုံဖုံကိုကလေးမိဘတွေကဆုံးလောင်းခဲ့ပြီးသူတို့ရဲ့ကလေးကိုသင်္ကန်းစီးပေးဖို့ရှောက်ထားခဲ့ကြတာကြောင့်ဖုံဖုံလည်းလက်ခံလိုက်ပါတယ်ခွန်ဖေရဲကတထင်းနောင်ရဲ့ဗီဒီယိုကိုတေချာပြန်ကြည့်တဲ့အခါတထင်းနောင်ကအရေးအမွဲ့စကားလုံးတွေမပြောခဲ့ပေမဲ့သူ့ရဲ့လက်လေးချောင်းထောင်ပြခဲ့တာကိုတော့ထင်ထင်ရှားရှားတွေ့မြင်လိုက်ရပါတယ်အဲ့အချိန်မှာရေးကခွန်ဖေရဲနေတဲ့ဆေးကြောက်ကိုတောင်ကိုရောက်လာခဲ့ပြီးခွန်ဖေရဲကိုရုံမာဖို့ကြံစီခဲ့တယ်ဗျဖုံဖုံကကုတ်ဖော်ဖို့ကြိုးစားနေချိန်မှာခွန်ဖေရဲကရေးရဲ့ကိုကြောက်ကိုဒူးနဲ့တိုက်ပြီးထွက်ပြေးသွားခဲ့ပါတယ်ခွန်ဖေရဲကလေကနန်းဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့တဲ့အတွက်ဖွင့်ကြည့်လိုက်တဲ့အခါဒုတိယကုတ်ကမှန်ကန်သွားခဲ့ပါတယ်ရေးကပေါင်တကားကားနဲ့ရောက်လာပြီးမင်းအသက်ရှင်ရင်ထွက်သွားနိုင်မထင်လားဘသူနဲ့ကစားနေတာလဲသိရလားလို့ဒေါသကြီးအော်ပြောလိုက်ပါတယ်ဂျားမှာရက်နေတဲ့ဖုံဖုံကတကားကြီးဒီမင်းလေးကိုမထိခိုက်ပါနဲ့လို့မြစ်တာရက်ခန့်တဲ့ကရေးကပါလေဖုံဖုံအတွက်တင်ရခြင်းလို့လားလို့ရိုင်းပြစွာပြန်ပြောရင်းတနက်နဲ့ပြစ်ဖို့ကြံရွယ်လိုက်ပါတယ်ကလေးဖခင်ကရေးရဲ့လက်ကိုတွန်းထုတ်လိုက်တာကြောင့်ကြည်စံကကားခွေကိုထိမှန်သွားခဲ့ပါတယ်ကလေးဖခင်ကတောင်းပန်ပါတယ်အကိုရေးဒီဖုံဖုံကကျွန်တော်သားရဲ့အသက်ကိုကယ်ခဲ့ဘူးလို့ပါဆိုပြီးကြောက်ကြောက်လန့်လန့်နဲ့တောင်းပန်လိုက်တယ်ဗျကားခွေကိုလေဘင်းမှာဆွဲထားတဲ့လူကတော့ဖုံဖုံရဲ့အဆောင်ကလက်တွေ့စွမ်းတာပဲဆိုပြီးပြောနေချပါတယ်ခေါင်းဆောင်ကရေးကိုစူပူချိန်မောင်းလိုက်တဲ့အခါရေးကစိတ်ဆိုးပြီးထွက်ခွာသွားခဲ့ပါတယ်နောက်တရက်မှာကလေးမိဘတွေရဲ့ဆန္ဒရကလေးကိုကိုရင်စီးပေးခဲ့ပြီးဆုံးခံကြွခဲ့ကြပါတယ်ကြောက်ခဲပေါ်မှာခြေပလာနဲ့လမ်းလျှောက်နေရတဲ့ကိုရင်လေးကသပိတ်တစ်လုံးနဲ့ကိုရိုကာယာဖြစ်နေတာကြောင့်ဖုံဖုံကပဲသပိတ်ကိုကင်ထားပေးလိုက်ရပါတယ်ဆုံးခံကြွရမယ်အိမ်ကိုမြင်နေရပေမဲ့ချောင်းလေးကိုဖျက်ရအောင်ပါဖုံဖုံကကိုရင်လေးကိုဒီနားမှာတရားရှိလားလို့မေးလိုက်တဲ့အခါကိုရင်လေးကမြင်မိလို့လားလို့ပြန်ပြောလိုက်ပါတယ်ဖုံဖုံကမမြင်မိပါဘူးလို့ပြန်မိလိုက်တဲ့အခါကိုရင်လေးက
ဒါဆိုတရားမရှိလို့ပေါ့ဖုံဖုံရဲ့ဆိုပြီးပြန်ပြလိုက်တယ်ဗျဖုံဖုံကဆက်ပြီးလေရောရှိလားလို့မေးလိုက်ပြန်ပါတယ်ကိုရင်လေးကမြင်မိလို့လားဖုံဖုံရဲ့ဆိုပြီးပြန်ပြလိုက်တယ်ဗျဖုံဖုံကဆက်ပြီးရေနဲ့လားလို့မေးလိုက်ပြန်ပါတယ်ကိုရင်လေးကရေမနဲ့ဘူးဖုံဖုံရွာသားတွေနေတိုင်းဖြတ်နေတာမြင်တယ်လို့ပြန်ပြလိုက်ပါတယ်ရေမနဲ့ဘူးသာပြောတယ်ဆင်းလဲဆင်းလိုက်ရောခြေစလုံးကိုတန်းမြုပ်တာပဲဗျကိုရင်စကားကိုယုံပြီးဖြတ်ကူးလိုက်တာဖုံဖုံလည်းရေငုပ်ဖုံဖုံဖြစ်သွားခဲ့ပါတယ်လေကလေးကတော့အသက်သာရှိရင်သူတို့ကိုကြည့်ပြီးရီနေမှာကျိန်းသေးပဲဗျဟိုဘက်ကန်းရောက်မှလေကိုတွေ့မြင်ပြီးဖုံဖုံကကိုရင်လေးဟိုမှလေမဟုတ်လားလို့မေးလိုက်တဲ့ကကိုရင်လေးကဟုတ်တယ်ဖုံဖုံတပည့်တော်လည်းမြင်တယ်လေမေးစရာလိုသေးလို့လားဆိုတော့ကြောင့်ဖုံဖုံလည်းဘာမှမပြောတော့ပဲဆွမ်းကန်ဆက်ကြွခဲ့ပါတယ်ဓမြတွေကဆွန်းလောင်းမှုနေနေသာသာကားခွေတွေကိုလေဘင်းမှာဆွဲပြီးမန်းမှုခိုင်းနေလို့လုပ်ပေးခဲ့ရသေးတယ်ဗျဆွမ်းကန်ဆက်ကြွလာတဲ့လမ်းမှာခေါင်းဆောင်ကမနေ့ပြန်သူ့အမေရဲ့နစ်ပတ်လင်မှုသူ့ကိုရဟန်းဝတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဖုံဖုံကဥပ္ပဇေဆရာမဟုတ်တဲ့အတွက်ရဟန်းဝတ်ပေးလို့မရကြောင်းညင်းလိုက်တဲ့ကခေါင်းဆောင်ကဒါဆိုကိုရင်ကိုကြတော့ဘာလို့ဝတ်ပေးလို့ရတာလဲဆိုပြီးပြန်မေးလိုက်ပါတယ်ဖုံဖုံကကိုရင်တော့ဝတ်ပေးလို့ရပါတယ်ဆိုပြီးပြန်မေးလိုက်တဲ့ကခေါင်းဆောင်ကသူ့ကိုကိုရင်ဝတ်ပေးဖို့တောင်းဆိုလိုက်ပြန်တယ်ဗျဖုံဖုံကခေါင်းဆောင်ကိုကြည့်ပြီးနားထောင်ပါတကားကြီးသာသင်္ကန်းဝတ်လိုက်ရင်ကိုရင်နဲ့မတူပဲကြောင်းထိုင်ဆရာတော်နဲ့ပို့တူသွားလိမ့်မယ်ဆိုတော့ကြောင့်မထော်မနှမ်းကြီးဖြစ်နေမှာမို့ခေါင်းဆောင်လည်းလက်လျှော့လိုက်ရတယ်ဗျခေါင်းဆောင်ကသူ့မိခင်ရဲ့နှစ်ပတ်လည်မှာဖုံဖုံကိုပင့်ဖိတ်ပြီးအလူတန်းပြုတ်လို့ကအမျှဝေခဲ့ပါတယ်ပွဲပြီးချိန်မှာဖုံဖုံကခွန်ဖျဲနဲ့တွေ့ဆုံပြီးဒေါက်တာကဖုံဖုံတို့ကိုကူညီဖို့နီးလန်းရှာနေတယ်ဖြစ်နိုင်ရင်အချိန်ဆွဲပေးထားပါတဲ့နောက်ဆုံးကုတ်ကိုမပြောပြနဲ့အောင်လို့မာကြားနေချိန်မှာရေးကစေးစေးဆက်ဆက်စောင်းကြည့်နေသူဖြစ်လို့ဖုံဖုံတို့ပြောသမျှကိုကြားသွားခဲ့ပြီးခွန်ဖျဲရဲ့လက်ထက်ကဖုန်းကိုလူယူကကုတ်အားလုံးကဖုန်းထဲမှာရှိနေကြောင်းသိသွားခဲ့ပါတယ်ရေးကသူ့ဘာသာအတိတ်ပဲဖော်မယ်ဆိုပြီးဗီဒီယိုတစ်ခုကိုဖွင့်ကြည့်လိုက်တယ်ဗျဗီဒီယိုထဲမှာတထေးနောင်ကချောင်းသုံးကဆိုးပြတဲ့အတွက်နံပါတ်3ကိုလှည့်ခိုင်းလိုက်တော့ကန်ကောင်းထောင်းမာပြီးမှန်သွားခဲ့ပါတယ်ရေးကသူ့ကိုယ်သူအထင်ကြီးသွားပြီးနောက်ဆုံးနံပါတ်အတွက်ဗီဒီယိုဖိုင်ကိုဖွင့်ကြည့်လိုက်တဲ့အခါတထေးနောင်ကနောက်ဆုံးနံပါတ်ကဒီထဲမှာမဟုတ်ဘူးငတုံးရဲ့လို့ပြောလိုက်တာကြောင့်ရေးကဒေါသထွက်ပြီးဖုန်းကိုကင်ပေါက်လိုက်တယ်ဗျခေါင်းဆောင်ထားလာပြီးရေးရဲ့မျက်ခွက်ကိုဖျက်ရလိုက်ပါတယ်မင်းစိတ်မရှိလို့ဘယ်နှခါတော့အမှားမအယွင်ရင်ပြစ်ခဲ့ပြီးပြီလဲဆိုပြီးတနက်နဲ့ချိန်လိုက်တဲ့ကရေးကဟုတ်တယ်ငါမှားသွားတယ်ငါ့ကိုပြစ်လိုက်စမ်းလို့ပြန်អော်လိုက်တယ်ဗျဖုံဖုံကရေးရဲ့အသက်ကိုချမ်းသာပေးကိုဝင်တောင်းပန်လိုက်ပြီးမြဲရေးကငါခွင့်မပြုဘူးငါ့ကိုပြစ်လိုက်နော်မပြစ်ရင်မင်းနောင်နာရလိမ့်မယ်လို့ဒေါသရကြီးနဲ့ပြန်ပြောလိုက်ပါတယ်ခေါင်းဆောင်ကတနက်မောင်းတင်ပြီးပြစ်ခတ်ဖို့ကြံရွယ်နေချိန်မှာအမျိုးသမီးတယောက်ရောက်လာပြီးဆေးကြောက်ကိုတော့မီးလောင်နေကြောင်းသတင်းပို့ခဲ့တယ်ဗျဖုံဖုံနဲ့ခွန်ဖျဲကိုစောင့်ကြည့်ဖို့လူတယောက်ထားခဲ့ပြီးခေါင်းဆောင်ကဆေးကြောက်ကိုတော်ကိုအပြေးလွှားသွားကမင်းငိမ့်တက်ခိုင်းရင်လက်နက်တွေတိုက်ထုတ်ခဲ့ဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာဆရာဝန်ကအဆောင်ကိုဒုံးနဲ့ရပြီးဖုံဖုံနဲ့ခွန်ဖျဲကိုကယ်တင်လိုက်တယ်ဗျဆေးကြောက်ကိုဲပြီးထိုင်နေတဲ့သူလူပဲတွေကိုခေါင်းဆောင်ကဟဲ့ရီငါဆေးကြောက်တွေပြာကျကုန်ပြီကွာမြင်းနဲ့သွားတယ်ကြလေကွာထိုင်ရင်မနေနဲ့လို့အော်ပြောလိုက်ပေမဲ့သူလူပဲတွေကအားရပါရထိုင်ရင်းနေလို့စိတ်ပြက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းရေးကသူနဲ့ပူးပေါင်းမှုဓမြတချို့ကိုစီးရုံနေခဲ့ပြီးညင်းဆန်တဲ့ဓမြတယောက်ကိုပြစ်ခတ်ရှင်းလင်းလိုက်ပါတယ်ဆရာဝန်ဖုံဖုံနဲ့ကွန်ဖျဲတို့ကကားနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ကားတော့မရှိတာကြောင့်အဖမ်းခံလိုက်ရပါတယ်ဆရာဝန်နဲ့ကွန်ဖျဲကိုချုံနှောင်ထားပြီးဖုံဖုံကိုတော့နောက်ဆုံးနံပါတ်ပြောပြဖို့ခြံလက်ထားလိုက်ပါတယ်ခေါင်းဆောင်ကနောက်ဆုံးနံပါတ်မေးလိုက်တဲ့ကဖုံဖုံကတုံညလို့ပြောလိုက်တယ်ဗျတုံညကနန်းကိုလဲမဲ့အချိန်မှာဖုံဖုံကကွဲနေတဲ့ဖုန်းကိုသတိထားမိပြီးခဏနေကြဖို့တားဆီးလိုက်ပါတယ်ဖုံဖုံက SIM ကတ်ကိုကောက်ကင်လိုက်တဲ့ကနောက်ဆုံးနံပါတ်က SIM ကတ်ရဲ့နောက်မှာရှိနေခဲ့တာပါဒါကိုဆရာဝန်နဲ့ခွန်ဖျဲကသတိထားမိပြီးတစ်ဖက်ကိုလှန်ကြည့်ဖို့အမူအရာနဲ့လှုပ်ပြခဲ့ကြပါတယ်ဒီလိုနဲ့ပဲနောက်ဆုံးကနန်းဖြစ်တဲ့နံပါတ်8ကိုရရှိခဲ့ပြီးတစ်တာလည်းပွင့်သွားခဲ့တယ်ဗျတစ်တာတွေကအထုပ်ထုပ်ကိုရရှိချိန်မှာပဲရေးကသူ့လူတွေနဲ့ရောက်ရှိလာပြီးနှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြပါတယ်ခေါင်းဆောင်ကဖုံဖုံကိုကားတော့ပြစ်ပေးလိုက်ပြီးလင်းရင်ပြန်ရှိတဲ့နေရာကိုသွားဖို့လမ်းပြောလိုက်တယ်ဗျဖုံဖုံကတီတီငင်ငင်နဲ့လမ်းလျှောက်နေလို့ဆရာဝန်ကဖုံဖုံမြန်မြန်ပြေးလေဆိုပြီးဆော်အော်လိုက်ပါတယ်ဖုံဖုံကမပြေးကောင်းပါဘူးတကားကြီးဖုံကြီးဆိုတာတည်ငင်ရတယ်လို့ပြန်ပြောလိုက်ပြီးမဲ့ရေးကတနက်နဲ့လမ်းပြစ်လိုက်တဲ့ကဖုံကြီးလည်းအမြန်လက်ရတော့တယ်ဗျဆရာဝန်ကတော့ဖုံဖုံတပည့်တော်တို့ကိုစောင့်အောင်လေဆိုပြီးပြန်တားလိုက်ရပါတယ်ဓမြတွေကလည်းအပြန်လန်ပြစ်ခတ်နေတော့မဲဗျကားကနှိုးမရလို့ဖုံဖုံကိုယ်တိုင်ဆင်းတွန်းခဲ့ရပါသေးတယ်နှစ်ဖက်အပြန်လန်ပြစ်ခတ်နေရင်ခေါင်းဆောင်ရင်အဖွဲကကြီးစံကုန်သွားခဲ့ပါတယ်ခေါင်းဆောင်ကလည်းနဲ့ချပြီးရေးကိုထွက်တွေ့ချိန်မှာရေးကတနက်နဲ့လမ်းပြစ်လိုက်ပြီးမဲ့တပည့်တယောက်ကဝန်ခံလိုက်တာကြောင့်ကန်ကောင်းသွားခဲ့ပြီးထွက်ပြေးဖို့ကြိုးစားလိုက်ချိန်မှာရေးရဲ့လက်ချက်နဲ့ဒဏ်ရာရသွားခဲ့ပါတယ်ခေါင်းဆောင်ကကားကိုထိန်မောင်းပြီးလေရင်ရှိရာကိုရောက်ရှိလာခဲ့ကလေရင်ကိုကိုယ်တိုင်မောင်းနေပြီးပြန်နှမ်းခဲ့ကြတယ်ဗျခေါင်းဆောင်ကလေရင်ကိုအော်တိုပိုင်လော့ဖွင့်ခဲ့ပြီးအခန်းထဲကထွက်လာစဉ်မှာပဲဒဏ်ရာကြောင့်လဲကျသွားခဲ့ပါတယ်ဆရာဝန်ကကြီးစံထုတ်ပေးဖို့ကြိုးစားခဲ့ပေမဲ့တိတ်ကိုင်း6ကြီးထွက်လာတာကြောင့်အံ့ဩသွားခဲ့တယ်ဗျခေါင်းဆောင်ကဆရာဝန်ကိုကြည့်ပြီးမင်းလူနာဘယ်နှစ်ယောက်လောက်တတ်ခဲ့ပြီလဲဟင်တနက်မှန်တာကငါကြောကုန်းမှာဟာတိတ်ကိုင်း6ကလဲကျတော့မှထိုးပြီးသွားတာငါပါဇက်ကိုအတင်းပိတ်ထားတော့ငါဘာသွားပြောရမှလဲဆိုပြီးမြစ်တာပို့လိုက်ပါတယ်အဲ့အချိန်မှာပဲတနက်တစ်ချက်ကြားလိုက်ရပြီးဆရာဝန်ကိုထိသွားခဲ့တာပါရေးကအားလုံးကိုတနက်နဲ့ချိန်ရွယ်ပြီးခေါင်းဆောင်ရဲ့ရှိကအဲ့အပြလေးကိုကောက်ယူလိုက်ပါတယ်ရုပ်တီကြီးနဲ့
မင်းတို့အားလုံးမตาပေါ်ကိုပြင်ထားဆိုပြီးလေရင်တကားဆွဲဖွင့်ကစီတိုင်ကြီးကိုတနက်နဲ့လမ်းပစ်လိုက်ပါတယ်အဲဒီနောက်ရုတ်တီကြီးနဲ့ပဲလေဒီအိတ်ကိုကောက်ဆွဲပြီးခုန်ချသွားခဲ့တယ်ဗျဖုံဖုံကနေုံတကာကြီးဆိုပြီးလေရင်တကားပေါက်စီရှောက်သွားတဲ့ကခေါင်းဆောင်ကသူ့ကိုလွတ်ပေးလိုက်ပါဖုံဖုံသူလိုချင်တယ်ဆိုလဲယူသွားပါစေတော့တားမနေပါနဲ့တော့ဖုံဖုံဆိုပြီးတရားချလိုက်ပါတယ်ဖုံဖုံကဘာတွေပြောနေတာလဲတကာကြီးသူယူသွားတာကဖုံဖုံရဲ့အိတ်ကြီးလေဒီအိတ်မဟုတ်ဘူးလို့ပြောလိုက်တဲ့ကခေါင်းဆောင်လဲကြက်သိမ်းထသွားခဲ့တယ်ဗျရေကအိတ်အပြာလေးကိုကိုင်းပြီးပျော်ရွှင်နေပေမဲ့လေဒီဖွင့်ကိုကြိုးစားလိုက်တဲ့အခါမှာတော့မตาပေါ်ပြီဆိုတာသဘောပေါက်လိုက်ပါတယ်လေရင်စီတွေကမတရားပန်းထွန်းနေတာကြောင့်ဖုံဖုံကသင်္ကန်းစားနဲ့ပိတ်ဖို့ကြိုးစားခဲ့ပေမဲ့အလုံးမဖြစ်ပဲတစ်သားဒစ်ကြီးကိုင်းပြီးပိတ်လိုက်မှလုံးဝအဆင်ပြေသွားခဲ့တာပါဒါရီမပြီးသေးပဲလေရင်မောင်းနေတော့တွေးလူမီမိတ်သွားတဲ့ခေါင်းဆောင်ကြောင့်လေရင်မောင်းရဖို့ဖြစ်လာခဲ့ပြန်ပါတယ်တာဝါတိုင်းနဲ့ဆက်သွယ်လုပ်ပြီးသူတို့ပြောတဲ့အတိုင်းထိန်းချောင်းမောင်းနေနိုင်ခဲ့တာကြောင့်နောက်ဆုံးမှာအထီးကိမရှိပဲမြေပြင်ပေါ်ဆင်းသက်နိုင်ခဲ့ပါတယ်ဘုံဘုံကျောင်းကိုပြန်ရောက်တဲ့ကခေါင်းဆောင်ကရဲအဆောင်အရှောင်းနဲ့ရောက်လာခဲ့ပြီးသူထောင်ကလွတ်ရင်ဘုံကြီးဖို့ပေးဖို့ရှောက်ထားခဲ့တယ်ဗျထောင်ကဘယ်နှစ်ကြာမှလဲဆိုတော့45နှစ်တဲ့ဘုံဘုံလဲနောင်ဘွားမှာဝတ်ပါတော့တကာကြီးဆိုပြီးနှိမ့်သိမ့်လိုက်ရပါတယ်ဒါတော့ခေါင်းဆောင်ကလက်မလျှော့သေးပဲသူ့ကိုစောင့်နေပါဆိုပြီးလေဘင်းကအဆောင်လက်ဖွဲ့တွေကိုလူရန်ကဥချပြီးပြန်သွားခဲ့ပါတယ်တိတ်မကြခင်မှာပဲတထေးနောင်ရောက်လာခဲ့ပြီးခွန်ဖရဲလဲပါလာခဲ့ပါတယ်တထေးနောင်ကဘုံဘုံကိုသိန်း200လူနှမ်းပါတယ်ဆိုပြီးဘန်စာအုပ်နဲ့ ATM ကတ်ကိုပေးရက်ကပတ်စံရတာနဲ့လူထွက်မသွားနဲ့ဆိုပြီးဖုန်းကြီးကိုနောက်လိုက်သေးတယ်ဗျတထေးနောင်ကဆက်ပြီးခွန်ဖရဲကအင်္ဂလန်မှာပညာသွားတင်တော့မှာဘုံဘုံဒီမှာဆက်မတင်ကျင်တော့ဘူးတဲ့ဟိုမှာဘွဲရလိမ့်မယ်လို့တော့ယုံကြည်ပါတယ်ကိုမွန်ရလာမှာပဲစိုးရိမ်တာဒီရန်နေစစ်ဆေးဖို့လိုလာရင်အချိန်ကြီးအများကြီးကုန်ပါလေဒီဗီဒီယိုတို့ပြန်ခွင့်ပြုပါအောင်ဖေဟာလုံးစရာလေးတွေရှိသေးလို့ပါဆိုပြီးပြန်သွားခဲ့ကြပါတယ်ဇလန်းလေးကတော့ဒီလောက်ပါပဲဗျအားလုံးကိုစင်တာရကျေးဇူးတင်လျက်ပါနော်